မင်္ဂလာပါခင်ဗျာအမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတိုင်းရင်းသားတွေကိုအောင်မြင်စွာမစည်းရုံးနိုင်ခဲ့ပဲတိုင်းရင်းသားဒေသတွေမှာဖွံ့ဖြိုးမှုအားနည်းသွားတာဖြစ်ပြီးမြန်မာစီးပွားရေးနောက်ကျရတာဖြစ်တယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားပါတယ်ကျွန်တော်ပြောတာမဟုတ်ဘူးနော်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားတာပါဘယ်လိုပြောကြားသွားတယ်လဲဆိုတော့အမျိုးသားဒီမိုကရေစီအစိုးရ NLD လက်ထက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်အောင်မြင်စွာမလုံဆောင်နိုင်ခဲ့ပဲတိုင်းရင်းသားဒေသတွေမှာငြိမ်းချမ်းရေးမရှိတော့ကြောင့်ခွင့်ပြုတိုးတက်မှုတွေလည်းနောက်ကျခဲ့ရတာဖြစ်တယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအပြစ်တင်ပြောဆိုခဲ့ပါတယ်ဇွန်လ26ရက်နေ့မှာနေပြည်တော်မှာကျင်းပတဲ့နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးစုများခွင့်ပြုတိုးတက်ရေးအတွက်ဗဟိုကော်မတီအစည်းအဝေးပွဲမှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကထိုကဲ့သို့ပြောကြားခဲ့ပါတယ်မင်းအောင်လှိုင်ဟာ2015ကနေ2020ခုနှစ်အထိတာဝန်ယူဆောင်ရွက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအစိုးရ NLD လက်ထက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်စွာမလုံဆောင်နိုင်ခဲ့ပဲတိုင်းရင်းသားဒေသတွေမှာငြိမ်းချမ်းရေးမရှိသေးတဲ့အတွက်ခွင့်ပြုရေးလုပ်ငန်းတွေနောက်ကျခဲ့ရသောကြောင့်အပြစ်တင်ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်နယ်စပ်ဒေသနဲ့တိုင်းရင်းသားဒေသခွင့်ပြုတိုးတက်ရေးကိုဆောင်ရွက်ရမှာသမိုင်းကြောင်းတွေကိုနားလည်ဖို့လိုတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားပါတယ်။ NLD အစိုးရဟာတိုင်းရင်းသားတွေရဲ့သဘောထားကိုနားမလည်ပဲ NLD အစိုးရရဲ့သဘောထားတစ်ခုတည်းနဲ့မြန်မာစီးပွားရေးဆောင်ရွက်ခဲ့တဲ့ဒါကြောင့်မျိုးသားဒီမိုကရေစီအစိုးရဟာတိုင်းရင်းသားတွေရဲ့ရည်ကြည်မှုကိုဖျက်ဆီးသွားတာဖြစ်တယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုစစ်တပ်ကကိုယ်ကယ်မှုအောက်မှာနိုင်ငံတော်ကာကွယ်ရေးအင်အားဖြင့်ဖွဲ့စည်းနိုင်ခဲ့ဖို့ကြိုးစားခဲ့ရမှာလက်ခံတဲ့အဖွဲ့အစည်းတွေရှိတယ်လို့လက်မခံတဲ့အဖွဲ့အစည်းတွေရှိပါတယ်2010ပြည့်နှစ်နောက်ပိုင်းမှာတနိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးပြည်ပနိုင်ငံအဖွဲ့အစည်းတို့ကြိုးကင်မှုအောက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတမတော်ကိုယုံကြည်မှုရှိသောကြောင့် NLD အစိုးရရဲ့တွေးထိုးလှုပ်ဆော်မှုဟာလည်းအခမ်းကဏ္ဍပါဝင်ပါတယ်။ဒါဟာမြန်မာစီးပွားရေးကိုနောက်ကျအောင်လုပ်နေတဲ့အမျိုးသားဒီမိုကရေစီအစိုးရကိုမဲမတမာမှုလည်းဖော်ဆောင်ခဲ့တာဖြစ်ပြီး2020ရွေးကောက်ပွဲဟာမဲမတမာမှုတွေရှိခဲ့တယ်။ငြိမ်းချမ်းရေးရရှိဖို့အတွက်ကျွန်တော်တို့အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ်။ဒါပေမဲ့အမျိုးသားဒီမိုကရေစီအစိုးရ NLD အစိုးရကတော့လုံးဝလက်မခံပဲမဲကိုမတရားသောနည်းဖြင့်အနိုင်ယူခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့အာဏာထိန်းရတာဖြစ်တယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားပါတာ။ဒါကတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ပြောတဲ့အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတိုင်းရင်းသားတွေဟာအကြောင်းမျိုးမျိုးနဲ့တမတော်ကိုဆန့်ကျင်လာကြတယ်။တမတော်ကိုနားလည်မှုလွဲမှားလာကြတယ်။ဒါအမျိုးသားဒီမိုကရေစီအစိုးရရဲ့စီမံခန့်ခွဲမှုစီလုံးမှုညံ့ဖျင်းတဲ့အကြောင်းဖြစ်ပါတယ်။ဒါကတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ပြောတဲ့အမျိုးသားဒီမိုကရေစီအစိုးရဟာတိုင်းရင်းသားတွေရဲ့သဘောထားကိုမနားလည်ပဲတကူကောင်းဆန်လုပ်ရဖြစ်ပါတယ်။ဒီခုအချိန်မှာတိုင်းရင်းသားတွေဟာနေစဒေတာအသီးသီးမှာဖွံ့ဖြိုးတိုးတက်လာပြီးတိုင်းရင်းသားတွေကလည်းတမတော်ကိုယုံကြည်မှုရှိလာကြတယ်။ဒါကြောင့်မကြခင်ငြိမ်းချမ်းရေးရရှိတော့မယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားသွားတာပါ။ဒီသတင်းကိုကျွန်တော်စစ်တေးမီဒီယာနဲ့ပြန်လည်ပြီးတော့ဖတ်စစ်ပြီးနောက်ဝင်တရားခြင်းဖြစ်ပါတယ်။ဒီvideo ကျွန်တော်တင်ဆက်မိတာဒီလောက်ပါပဲခင်ဗျာ။အဆုံးထိလက်ပါကြည့်ကြတဲ့ကျေးဇူးတင်ပါတယ်